khi đi ra đó cho nó sắp bị mặt tràng của nó đã mặt tràng tình hả đã cái lết vào đủ phải nữaคุณเนี่ยก็สลีทำงานสักเช้าสักของสักเช้าที่ปงเมียวบ่เนาะပုံမှန်စနစ်73 74ကသူကဒီဇိုင်းတစ်မျိုးပေါ့နော်74 75 76ကဒီဇိုင်းတစ်မျိုးသူထွက်သွားတယ်အဲဒါကြောင့်နောက်ပြီးရတဲ့ဘိန်းလေးကိုကျွန်တော်ကစစ်ပြီးသားပေါ့နော်စားကြည့်ကြည့်တော့သူကလမ်းကြောင်းတွေကပြတ်နေတယ်ကျွန်တော်ရတော့ဒီမှာရေဆိုရတဲ့ဘိန်းလောက်ရေဝင်ထားတဲ့ပုံစံဟောကြည့်ရတယ်ဘယ်ဘိုးလူဖတ်ဖို့ထုတ်ပေးတဲ့ IC 6ပုံလေးတွေလမ်းကြောင်းတွေပြတ်နေတယ်လမ်းကြောင်းတွေမထုတ်ပါပါတွေမရဘူးပေါ့နော်ဖိုက်ဖို့လည်းမထောက်ဘူးအဲ့ဒါကိုကျွန်တော်စစ်ထားတာဘယ်လိုစစ်ရလဲဆိုတာမှတ်တမ်းယူတာပေါ့နော်မှတ်တမ်းယူရခင်ဗျာဘာမှတော့နေတော့ကျွန်တော်ဘယ်လိုစစ်မယ်လဲဆိုတော့ဟိုလမ်းကြောင်းကောင်းမကောင်းကိုအရင်စစ်မယ်နော်ဒီကပင်လေးရှိတယ်16ပင်ရှိတယ်နံပါတ်1ပင်ကအပေါင်းပင်နံပါတ်16ပင်ကနှုတ်ပင်ပဲနော်ဒါစီအပေါင်းနဲ့နှုတ်ပေါ့အဲ့ဒါတော့သူ့လမ်းကြောင်းရဆိုဘယ်လိုစစ်စစ်လဲဆိုဝင်ကအထွက်က12ဘိုးပေါ့နော်ပထီရလာတဲ့ကောင်တွဲဘိုးကနေပြီးတော့ဖြတ်ပြီးတော့ဒီဘိုးချိန်ပြီးတဲ့ IC လေးစီရပါတော့ဒါ10ဘိုးဒီ5ဘိုးထပ်ပေးလိုက်ပြီ5ဘိုးစီရောက်5ဘိုး10ဘိုးဒီတွဲဘိုးဒီ5ဘိုးပြောင်းပေး IC ကိုရောက်မယ်ရောက်ပြီးရင်ဒီကနေပဲတစ်စင်မှာ5ဘိုးကဒီ CPU ကိုလည်းနှိုးတော့ CPU ကိုပိုးရရပါတော့ CPU ရဲ့ပါဝါပိုင်းနေရှိတယ်ဒီမှာပါဝါပိုင်းရှိမယ်ဒီမှာ display ပိုင်းရှိမယ်သူကလိုက်နှိုးရပိုင်းရှိတယ်သူကိုပိုးရောက်မှ CPU လို့ပြီးတော့ဒါရုပ်တွေပိုင်းလာမှာကျွန်တော်ဘိန်းလေးကတော့ရုပ်မလာဘူးเนาะ display မလာဘူးပြီးတော့ကီလိုမီတာတဲ့ဘိန်းလေးပေါ့เนาะ okay ကျွန်တော်ပြမှာဗီဒီယိုလည်းရှိမှကြားလို့ပေါ့เนาะဒါလောတဲ့ကျွန်တော်တို့ကပုံမှန်ချမ်းပြင်းစစ်ရရင် Bravo 2 5 volt ဒီ CPU စီရရမှာเนาะဒါလောတဲ့စစ်လမ်းကြောင်းဒီကနေပြီးတော့ဒီ driver IC ပေါ့เนาะဒီ chain ပေးတဲ့ IC ဘိုး chain တဲ့ IC ကိုရအောင်လမ်းကြောင်းလေးစပြီးတော့မီတာလေးနဲ့တန်စကီလေးနဲ့လမ်းကြောင်းကောင်းကောင်းစစ်ပြီးမှကျွန်တော်မီးကျွေးပြီးတော့မှပိုးရောက်မရစစ်လို့ရအောင်เนาะလောတဲ့လမ်းကြောင်းမကောင်းစစ်မယ်ဆိုရင်အားကြောင့်လေးနဲ့ဒီမှာ1လမ်းကြောင်းလေးဒီမှာမြေဟိုတော်ဦးလေးလည်းကျွန်တော်နည်းနည်းထောက်လာတာပါเนาะတိတ်တလောက်ဒါဆရာတော့မဟုတ်ဘူးနော်ဒါစက်ပြမှတ်တမ်းလေးယူထားတာโอเคဒါတော့ရကြည်လေးတွေပေါ့เนาะဒါမသိတဲ့လူတွေစစားလုံးမဲ့လူတွေအတွက်ဒါအထားဖို့တစ်ခုတော့ဖြစ်ပါလို့ကျွန်တော်ထင်လို့ပေါ့เนาะမှတ်တမ်းလေးယူစိတ်ကိုရှိလို့ဒါမှတ်တမ်းလေးယူလိုက်တယ်ကိုင်း truck ကဒီမှာဝစ်တာစီရောက်ပါတော့ဒီမှာလမ်းကြောင်းစစ်ပါနော်ဒီမှာတိုင်အောင်ထွက်စတိုင်းလို့မရအောင်တိုင်အောင်လည်းကြာသူစစ်ထားတာပြကြဆိုတော့တက်မီစီကေတားမရအောင်နော်ဒါကထွက်ပုံကတစ်ထောက်တော့ထွက်ကနေပြီးတော့ MOE တရားဖေးလေးပဲစစ်တာဒီကောင်ပါလို့ထားတယ်ဆိုတော့ကိုးများလို့ရှိရင်ဒီကောင်လောက် short ကြအောင်လောက်ရတဲ့ကောင်ပါနော်ဟုတ်ပြီ MOE တရားရောက်မယ်MOE တရားကနေပြီးတော့တဲတယ် C 121ကိုရောက်မှာနော်121ရပေါင်းဖို့ရောက်မှာပေါင်းဖို့ကနေပြီးတော့မှ121ရအထွက်ကဒီပါ transistor တစ်ခုစီရောက်မှာနော် transistor ရဘယ်ငုတ်ရောက်မှာဆိုတော့ဒီမှာဆိုငုတ်ရောက်မှာနော် gate drain ဆိုကျွန်တော်လည်းကျွမ်းတော့မဟုတ်ဘူးနော်ပြောပြရတယ်ပေါ့နော် gate drain ဆိုငုတ်ကိုပြောဖို့ရောက်ဆိုငုတ်ရောက်ပြီးမှဒီမှာ gate လည်းဖွင့်ပေးမှာ gate ကနေdrain ကိုကနေဖတ်ပြီးတော့မှဒီမှာ drain စားကနေပြီးတော့မှ loaded propeller လေးစီရောက်ပါတော့။ IC voltage chain နဲ့ IC ရောက်။ IC မရောက်ခင်ဒီမှာ C တလုံးနဲ့ခံရနော်။ C 121 C 121ဟုတ်ပါဘူး။121 C 109ရခုနှစ်တစ်ပတ်ဒီမှာ109ရအထွက်ကိုထားကြည့်လိုက် ground ကြလား။ ground ကြရှင်လို့ဖြစ်။ဘာလို့ ground မကြရအောင်နော်ဒီဘက်တစ်ခုတိုင်းတီးမအောင်ရအောင်နော်။ capacitor လေးတီးအော်ဒီကောင်မကောင်း short ကြနေပြီးတော့ဘိုးမရပါနဲ့ဒီနောက်တော့ကျွန်တော်ပင်တော့သွားထီလို့အော်တာနော် Rise ရဲ့ဒီမှာပင်နံပါတ်1စီရမယ်ပင်နံပါတ်1ကဒါတွဲဖို့ဝင်နော်အလဲကောက်က ground
ဘင်းကောက 3.3 ဒီကောင်5volt ထောက်ပေးမှာဒီကောင်5 volt reset ပေး CPU က reset လာမယ် reset လာပြန်ချတဲ့ပိတ်လို့ပြောတာပေါ့နော်ဒါသူဒီကမှာခေါက်လိုက်တော့ဒီကောင်ရဲ့လောလောတဲ့ပိတ်ပုံစံလေးပြပေးမယ်နော်ဒါလမ်းကြောင်းစစ်ပါရင်နော်ဒါလမ်းကြောင်းတစ်ခုခေးဒီ5 volt ပေးရင်ဒီကတော့ဒီ5 volt ပေးထွက်ပေါ့နော်ဒီ5 volt ပေးအထွက်ကနေပြန်စစ်မယ်နော်နောက်ထပ်လမ်းကြောင်းတစ်ခုပြတ်နေတာလမ်းကြောင်းမကောင်းလို့ကျွန်တော်ခဲလေးဆော်တာနော်ဒါလမ်းကြောင်းကောင်းပါပြီဒီမှာဒီကောင်ရင်ကိုစစ်မယ် drive IC ဒီမှာကျွန်တော်ပြထားတာဒီမှာ IC ရဲ့ truck ကဒီမှာ5 volt truck က C113 ထဲကိုရောက်မယ်113ရဲ့တစ်ဖက်ကိုရောက်မှာနော်ဒီတစ်ဖက် ground ချရတယ်ဒီတော့ C133 လေးရောက်မှာဒီတော့တစ်ဖက်က ground ချရတယ် C133 ကနေပြီးတော့ GB48 စီသွားမှာနော် GB48 ဒီမှာရောက်ရနော်48ရဲ့ GB ဆိုရင် transit register လေးနော်ဒါသူ့ကို connect ထိရမှာဟို GB48 ဒါတက်ပေါ်လာဟုတ် GB48 ကနေဒီတိုင်းမှာသွားရတာကျွန်တော်ခဏလမ်းကြောင်းဆွဲထုတ်ရတယ်နော် GB48 ကနေ GB50 ခွန်GB50 ခွန်မရဘူး50အဲ့ဒါခွန်နဲ့50တာကျွန်တော်တို့မတွေ့လို့50ခွန်ဖြစ်တယ်ဟုတ်ခေ50ကနေပြီးတော့မှ51ရောဒီမှာ GB50 ခွန်ဟောအဲ့ဒါမထိအဲ့ဒီပြီးတော့50 GB 50ခွန်ကနေပြီးတော့မှ50ဟောဒီဘက်ပြန်ကိုလိုက်လာကြ50ပြီးတော့မှ51ကိုသွားမယ် GB 51โอเคဒီကလာကြမလို့သိကြတော့အောက်ကမီးထိုးပြီးကြည့်မယ်နော်ပေခဏက GB 51နော်ဒီမှာကြားလေးမှာကျွန်တော်လမ်းကြောင်းမီးလေးထုံးလာပြီအောက်ကနေအဲ့ဆိုသူလမ်းကြောင်းရဲ့မြင်ရ GB 50ဒီမှာဘေးနားမှာ51ကနေမှ Q 200ထဲဝင်သွားတယ်နော် Q 200ရဲ့ပါလေဂိတ်ငုတ်ထဲဝင်သွားတယ်နော် Q 200ရဲ့ဂိတ်ဒရိတ်ဆုဆုငုတ်ထဲဝင်သွားတယ်ဒီအောက်ကနေဝင်သွားတာနော်မလမ်းကြောင်းလေးမြင်ရအေးဒါကြည့်ပါလေကြောင်းဆိုစိုးကောတွေဝင်တယ်စိုးကောတွေဘောပါဒရိတ်ကပြန်ထွက်မယ်ဒီမှာဒါမထွက်လို့တော့ကျွန်တော်ကြော်ထားပေးရတယ်သူကမထွက်လို့ဆိုကျွန်တော်ပြန်မဆက်ရအောင်နော်ဒါလွယ်တူပဲကျွန်တော်ကြော်ပေးရတယ်မကောင်းတယ်လို့ဆိုပြီးတော့ဆိုပြီးတော့မှထွက်တဲ့ငုတ်ကနေရာလေးဝင်မယ်နေရာလေးကနေပြီးတော့မှထွက် C410 တော့ပါ C410 ဟုတ်တယ်C410 ကနေပြီးတော့ CPU ထဲဝင်ပါနော်ဒီကနေတစ်ခုတ်ပြီးရတယ်တစ်ပိုင်းပြီးရည်အဲကြောင်းလေးစစ်တယ်ဟို GB 55နေပြီးတော့ GB 55